င်္ဂလာပါမိတ်ဆွေတို့လက်ဆောင်မတင်ပေးရတာကြာပြီဆိုတော့ဒီနေ့မိတ်ဆွေတို့ကိုလက်ဆောင်ဝမ်ချင်းတင်ပေးပါမယ်ဒီနေ့တော့ဝမ်ချင်းလေးမတင်ခင်ကျွန်တော်ရဲ့ပင်လေးတွေကိုကြည့်လိုက်ပါအောင်နော်ကဲမနေ့ကအဖွင့်နေ့မှာထွက်ကနံဘာတွေထွက်လဲမိတ်ဆွေတို့ကဲအဖွင့်နေ့မှာတော့အားလုံးလိုက်နေကြတဲ့အပူကြီးနှစ်ထွက်သွားပါတယ်ညနေကြတော့9-3ဆိုပြီးတော့ထွက်ထားပါတယ်နော်ဆိုတော့မနေ့ကကျွန်တော်သတိထားမိလို့လောက်1နဲ့6နဲ့မလာဘူးကျွန်တော်အနေနဲ့ကျွန်တော်သတိထားမိသလောက်ဆိုရင်ဒီနေ့1နဲ့6လာနိုင်ပါတယ်ဘာကြောင့်1နဲ့6လာနိုင်လဲဆိုတော့ကျွန်တော်သတိထားမိသလောက်တစ်လလောက်တော့ရှိပြီအနည်းဆုံးရက်20ကျော်ပြီပေါ့နော်ဒီ1နဲ့6ကလာတတ်တယ်1နဲ့6တစ်ရက်လောက်မလာဘူးဆိုရင်နောက်ရက်မှာဒီ1နဲ့6ကထွက်ကိုထွက်ပါတယ်ဘာထွက်များလဲဆိုရင်1ထွက်များပါတယ်6ကိုရန်တာပါကဲဒါကြောင့်မလို့ဒီညဘာလို့ဒီညမဟုတ်ဒီမနက်1နဲ့6ဝမ်ချင်းကောင်းပါတယ်ပတ်ဒီသမားတွေအနေနဲ့ကလင်နာကိုပြန်ကြည့်ပါ1နဲ့6တရက်လောက်မထွက်တာနဲ့နောက်နေ့မှာ1နဲ့6ထွက်ပါတယ်မိတ်ဆွေတို့ကဲပတ်ဒီသမားတွေအနေနဲ့1ကိုမိန်ဆော့ပြီး6ကိုရန်ဆော့လို့ရပါတယ်ဒါကြောင့်ဒီနေ့တော့ဝမ်ချင်းကို1နဲ့6ရွေးပေးလိုက်ပါမယ်1ကိုမိန်ဆော့ပါ6ကိုအရန်ဆော့ပါမိတ်ဆွေတို့အားလုံးစင်ပြကြပါစေ